အားလုံးပဲမင်္ဂလာပါကရင်ဘက်ရဲ့ကရင်စာကရင်စကားအစီအစဉ်ကနေကြိုဆိုပါရရှင်ဒီနေ့မှာတော့စပိုးကရင်စာရဲ့ကဲခနဲတင်ချဆိုင်ရာများအကြောင်းတွေကိုဝေမျှသွားမှာပဲဖြစ်ပါတယ်ကရင်စာလေ့လာလို့သူများအနေနဲ့ကရင်လိုလိုက်ဆိုဖို့လိုအပ်ပါတယ်ဒါမှသာကရင်စကားတတ်မှာဖြစ်ပါတယ်ရှင်အတန်ထွက်မမှတ်မှာမစိုးရပါနဲ့လိုက်ဆိုစေချင်ပါတယ်ရှင်အော်ဆုံးလာဆိုင်ကိုအလီဆိုင်ကရင်ဘိုက်ဖန်ဖလလိုက်ဖစကလဲစတောက်ကလဲအောင်အားလဝိစီလောလနေမပရမထောင်းလိုက်ဘာဆက်တဲ့ဝီဘလော့ကနွန်လက်စအောင်ဒလာဖာအကျုံနော်မောင်နော်ပြဝေးစီလောမာလို့နေပါသားပရမထောင်းလိုက်ဒီအလူထတဲ့ဆိုင်ဘူးမဘာလို့ပေါ်ဝေးစီလောထွန်တော့မှာပရမထောင်းလိုက်မတိပါဝေးစီလောအလူထလပါနော်ဘာကတော်အိုအေလို့ပေါ်နေပြီလားဆိုင်သင်ခန်းစာ7စမလို့လစီလကဲကနန်တင်ချာဆိုင်ရာဘာဆက်တဲ့ဝီဘလော့ကနွန်လက်အောင်တော့ကနောမူရှာတရုတ်တရုတ်တရာခွေလွန်တေဥစီဘလဖောက်ကိုတရုတ်စီဘလဖောက်လာတရုတ်လက်လက်လာကိတဲ့တဲ့လက်စီဘလဖောက်လာလက်နေနေနာကိထောင်းတေနေစီဘလဖောက်လာနေတန်တန်တာကိတဲ့ဒီကိုငါခုကန်တန်စီဘလဖောက်လာတန်လေးလာကိထောင်းတေဒီစီဘလမြလဘလဒီရေရေရကီလွန်တေရကိုတော်လောင်ခဲရေဟုတ်ဟုတ်ခါခွေလွန်တေကိုစီဘလဖောက်လာဟုတ်နှဲ့နှဲ့နာခွေလွန်တေကိုတော်လောင်ကနှဲ့စီဘလဖောက်လာနှဲ့ဟိုဟိုခါကိတဲ့ဒီကိုဝါကကဟိုစီဘလမြနေဘလဟိုမှာပေါ့နော်သူကဒီမှာခါကတဲ့ဒီကိုတာကကဟိုနဲ့လည်းတုံးကြတယ်စိတ်တန်ရပေါ့နော်ကိုတုံးခြင်းနဲ့ဟာတုံးလို့ရတယ်ဟိုခွေခွေခါခွေလွန်တေကိုတော်လောင်ကခွေစီဘလမြလည်းဘလခွေလက်စိလက်စိလာကတဲ့ဒီရလက်စာကထောင်းတေစီစီဘဖလာစိလက်စိလက်ဘလောတော့မလို့လဲစအနဲစအနဲစအနဲစူးဒိန်နဲ့စူးဒိန်နဲ့စာခွေလွန်တေကိုစူးစီဘမြနေဘလစူးဒါကထောင်းတေငါကုကန်တေစူးဒိန်နာကီလွန်တေငါကုကန်နဲ့စီဘမြနေဘလနဲ့စူးဒိန်နဲ့အပေါင်းလက္ခဏာထောက်ရှာနဲ့ထားကွေလွန်တေကိုကကုကန်ထောက်ရှာကီလွန်တေအားရှာထောက်ရှာနာကီလွန်တေငါကုကန်နဲ့စီဘမြနေဘလနဲ့ထောက်ရှာနဲ့အနုတ်ဒေါက်အားနဲ့ဒါကွေလွန်တေကိုကကုကန်ဒေါက်အားစီဘမြနေဘလအားဒေါက်အားနာကီလွန်တေငါကုကန်နဲ့စီဘမြနေဘလနဲ့ဒေါက်အားနဲ့အမြောင်းလက္ခဏာအော်နဲ့အော်နဲ့အာငါကုကန်အော်စီဘမြနေဘလအော်နာကီလွန်တေငါကုကန်နဲ့စီဘမြနေဘလနဲ့အော်နဲ့အစားလက္ခဏာအစားပေါ့နော်ပွဲကုန်နဲ့ပွဲကုန်နဲ့ကာကတဲ့ဒုကုထောလကခွေစီဘဖလာခွေဂါစီဘဖကူငါကုကန်ကုန်ပွေကုန်နာကီလွန်တေငါကုကန်နဲ့စီဘမြနေဘလနဲ့ပွေကုန်နဲ့ညီမြချင်းတချို့ကြပေါ့နော်ဒီလိုတနည်းရေးတာပေါ့နော် replong ဆိုတာကဲကန့်ဖာကိုအစာလို့ပြန်ခေါ်ကြတယ်ကိုယူချင်းတဲ့နေနဲ့ယူလို့ရပါတယ်နော် we flow ကန့်ဖာ we flow ကန့်ဖာစာကေဝါကီထွန်တေယူဝီစီဘမြဘလဝီဖလာခွေလွန်တေဥစီဘလဖောက်ကူ flow စီဘမြနေဘလ flow we flow ကာကီလွန်တေငါကူကဲကဲ we flow ကဲဖာကီလွန်တေဖာ we flow ကဲဖာစာကေ we flow ပကောအပေါင်းကေ we flow ပကောဝါကီထွန်တေဝီစီဘမြဘလဝီဖလာခွေလွန်တေဥစီဘလဖောက်ကူ flow စီဘမြနေဘလ flow we flow ပကခွေလွန်တေဥစီဘလဖောက်ကူပကော we flow ပကောအပေါင်းကေ we flow ထောက်ခွိုက်ဝါကီထွန်တေဝီစီဘမြဘလဝီဖလာခွေလွန်တေဥစီဘလဖောက်ကူ flow စီဘမြနေဘလ flow we flow ထားခွေလွန်တေဥကကူပဲထောက် we flow ထောက်ခွာကီထွန်တေကကူပဲခွိုက် we flow ထောက်ခွိုက်နှုတ်ကေ
we flow or song we flow or song ဝါကီထွန်တေ we စီပလမြရဘလ we ဖလားခွေလွန်တေဥစီပလဖောက်ကို flow စီပလမြနိပလ flow we flow အာဟာကူကန် or we flow or စာစီပလဖောက်ကိုငါကူကန်စွန်စီပလဖောက်လာစွန် we flow or စွန်စောကဲ we flow လော်ထောင်း we flow လော်ထောင်းဝါကီထွန်တေ we စီပလမြရဘလ we ဖလားခွေလွန်တေဥစီပလဖောက်ကို flow စီပလမြနိပလ flow we flow လာငါကူကန်လော်we flow long ထားငါကူကန်ထောင်းစပလို့မြတ်လို့ထောင်း we flow long ထောင်းမကဲလဘလတကြိလာကိတဲ့တဲ့လဘလာငါကူကန်ဘလလဘလတကြိစနာကနူ flow စနာကနူ flow စာကိတဲ့တဲ့စကနာနာစပလို့မြတ်နေဘလို့နာစနာကနာစီဘလဖောက်ကူငါကူကဲကနောစီဘလမြရဘလကနောစနာကနောဖလာခွလွန်တေဥစီဘလဖောက်ကူဖလောစီဘလမြနေဖလောဖလောစနာကနောဖလောလက်စီလက်စီလက်စီတဆေလာကိတဲ့တဲ့လစာကိထောင်းတေစီစီဘလဖောက်လာစီလက်စီလက်ရလက်ရလာကိတဲ့တဲ့လယာကီလွန်တဲ့ယာလက်ရလက်ထွန်းလက်ထွန်းလာကိတဲ့တဲ့လက်ထားစီလို့ဖောက်ကူငါကူကဲထွန်းစီလို့ဖောက်လာထွန်းလက်ထွန်းလက်ထွန်းတထောင်လက်လာလက်လာလာကိတဲ့တဲ့လက်လာကီလွန်တဲ့လာလက်လာတတောင်းလက်ကောက်လာကိတဲ့တဲ့လက်ကားခွလွန်တူကားကူကဲကောက်လက်ကောက်လက်ကောက်တသိလက်ခေါ်လက်ခေါ်လာကိတဲ့တဲ့လက်ခွာငါကူကဲခေါ်စပလို့မြနေဘလို့ခေါ်လက်ခေါ်လက်ခေါ်တသိလက်ပေါလက်ပေါလာကိတဲ့တဲ့လက်ဘာခွလွန်တူကားကူကဲပေါလက်ပေါတကတိတကတိလက်ပေါတကတိလက်စိလက်စိလက်ရလက်ထွန်းလက်လာလက်ကောက်လက်ခေါ်လက်ပေါတီကဲတီကဲဟာ we flow go တီကဲ we flow go we flow go ဝါကထောင်းတေ we စီလို့မြလို့ we ဖလားခွလောင်းတေဥစီလို့ဖောက်ကို flow စီလို့မြနေ flow flow we flow ကခွလောင်းတေဥငါကူကဲ go စီလို့မြ flow go we flow go ပကောတချို့ကြတော့ပေါင်းကိုပကောလို့ခေါ်တယ်တချို့ကြတော့စုဒိတ်လို့ခေါ်တယ်အခုကြတော့စုဒိတ်နဲ့ပဲတင်ပြီးမယ်နော်စာခွလွန်တေကိုစုလို့မြနေဘလို့စုဒါကီထွန်တေငါကူကန်တေစုဒိတ်ဧကဒေနာဝကူကန်နေစပလို့မြလဘလို့နေစုဒိတ်နေစုဒိတ်နေပေါင်းလက်ဇစုဒိတ်အကဲအမအပေါင်းတွက်နေပေါ့နော်ဒါမှလာစုဒိလာနေလာစုဒိဒီလာနေတေအပေါင်းတေဆိုရင်နေရတယ်နော်အဲ့ဒါကိုပြောတာလာစုဒိဒီလာနေအတောင်ကအဖြစ်အာကိတဲ့တာငါကူကန်တောင်အတောင်အဖြစ်အတောင်ခုနကတင်းနဲ့ပေါင်းတော့နေရတင်းနဲ့ပေါင်းတော့နေရတယ်အဲ့ဒါကိုဒီမှာအတောင်နေအဖြစ်နဲ့ပေါ့နော်အဲ့ဒါပြောတာပါစထောက်ရှာအကဲစထောက်ရှာအကဲထောက်ရှာဘောနော်အမှထောက်အနှုတ်နဲ့ညညချင်းလေး6နဲ့6ဓမ္မနဲ့နှုတ်တော့လေးရတယ်အဲ့ဒါကိုကိုထောက်ရှာဒီနဲ့လေးကိုထောက်ရှာဒီနဲ့လေးအတော်လေးစတော့အကဲ
ဒါအားအကန်ဆိုတာကအမြောက်ပေါ့နော်အမြောက်ဆိုတာထက်ခါပေါင်းတယ်လို့ပြောတာကိုအမနေ့ရေကောလက်စိနေ့ကို2ခါပေါင်းလိုက်တော့နေ့ကို5ခါပေါင်းတော့အမ30ရတယ်အဲ့လိုမျိုးကိုနေ့ရေကောလက်စိအတောင်လက်စိအဖြေ30ရတယ်နေ့9 4 30လို့ပြောတာနော်on နဲ့တချို့ကြတော့ကန်ဖာလို့ခေါ်တယ် on နဲ့အစားကိုတချို့ကတော့ကန်ဖာအခုကြတော့ on နဲ့လို့ပဲသုံးမယ် on နဲ့အကန်ငါကုကန် on စပများနေဘလို့ on နာကြောင့်တရားငါကုကန်နဲ့စပများနေဘလို့နဲ့ on နဲ့အကန်ကတည်းကကီလွန်တရားငါကုကန်ကန်စပများလို့ကန် on နဲ့အကန်အမကိုအောင်နဲ့နေ့လေးနေ့လောကောနေကောလေးနေ့တကောဟုတ်နေ့လေးကောကိုအဲ့တော့နေ့လေးကောပန်နော်ကိုလာဝိုင်တိုင်ဘူးအမအဝိဒါနော်တွေ့အဖြစ်နေ့လေးရှိဆိုတော့အမနေ့လေးကောကိုအဖြေရတော့အတောင်လေးအဖြေလေးအားကြီးတာငါကွယ်တောင်အတောင်လေးလိုက်အောင်လပိစလက်လိုက်အောင်လပိစလက်လာကထောတေကာကုကန်လိုက်အာကုလွန်တေဥကာကုကန်အောင်လိုက်အောင်လာကတေတေလလိုက်အောင်လဘာကထောတေငါကုကန်ဘေစပမြနိဖလိုဘေလိုက်အောင်လပိရှာကီလောရှာလိုက်အောင်လပိရှာအလကုထောလကန်တေလက်လိုက်အောင်လပိရှာလက်စာအုပ်တအုပ်ဘယ်လောက်လဲလိုက်အောင်လပိနေရလာကီထွန်တေကောက်ကန်လိုက်အာကုလွန်တေဥကောက်ကန်အောင်လာကီတေလလိုက်အောင်လဘာကီထွန်တေငါကုကန်ဘေစီလိုများနေဘလို့ဘေလိုက်အောင်လပိနေရစာအုပ်တအုပ်နေရဖို့သားလဖလို့ရှာလက်ဖို့သားလဖလို့ရှာလက်ဘာဝကကဖို့စတော့ဖော်လာဖို့သားစတော့များနေလို့သားဖို့သားလာကတဲ့လဖို့သားလဖလာခုလွန်တူစတော့ဖော်ကူဖလို့စတော့များနေဖလို့ဖို့သားလဖလို့ရှာကီလွန်ရှာဖို့သားလဖလို့ရှာလာကူတော့လကန်ဒီအဲလေဖို့သားလဖလို့ရှာလက်ပန်ဒီတလုံးပန်လောက်လက်ဖို့သားလဖလို့ရေရဖို့သားလဖလို့ရေရဘာဝကဖို့စတော့ဖော်လာဖို့သားစတော့များနေလို့သားဖို့သားလာကတဲ့လဖို့သားလလာခုလွန်တူစတော့ဖော်ကူဖလို့စတော့များနေလို့ဖလို့ဖို့သားလဖလို့ရကီလွန်တရားကူထောလောက်ခန်းရေဖို့သားလဖလို့ရေရကီလွန်တရားရဖို့သားလဖလို့ရေရပန်းဒီတလုံး900ဒီနေ့မှာတော့ကကနန်းသင်္ချာဆိုင်ရာများကိုအကြောင်းကိုမျှဝေပေးသွားတာပဲဖြစ်ပါတယ်။နောက်ရက်တွေမှာလည်းနောက်သင်ခန်းစာအကျိုးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။ကင်စကားလေ့လာလို့သူများအတွက်ကင်ဘတ်ရဲ့ပိတ်လေးကို like share လုပ်ဖို့မမေ့ပါနဲ့နော်။ကျေးဇူးပါစခုံးစတာ